မရှိတဲ့ညီကောင်မောင်နှမခရိယန်ပြည့်ပြည့်ဗုဒ္ဓဘာသာပြည့်ပြည့်ဟိန္ဒူပြည့်ပြည့်မွတ်စလင်ပြည့်ပြည့်ဘာဘာသာမှမကိုးကွယ်တဲ့လူပြည့်ပြည့်ဒါမှမဟုတ်ဘာသာဆုံးကိုးကွယ်တဲ့လူပြည့်ပြည့်ဘာသာဆုံးကိုးကွယ်တာလည်းရှိတာ哦နော်ရန်ကုန်မှာတကောက်ရောက်လန်းထဲမှာအပေါ်တက်မှာဘုရားရှိခိုးတယ်ကျွန်တော်သွားတယ်ခဏအဲ့မှာအပေါ်မှာလာတဲ့လူကပြောတယ်အောက်ဆင်းရင်နဲ့သူ့အခန်းရှိတယ်တဲ့အောက်ထက်မှာဝင်ခဲ့ပါအောင်တဲ့အဲ့ဒါနဲ့အောက်ဆင်းတော့သူ့စီဝင်လိုက်တော့ဟာနေတဲ့ဖယားမဟုတ်အများကြီးပဲအခန်းရဲ့တဝက်ကဆင်းရပြည့်များလိုက်လားဒါတော့မှနောက်ပေါ်မဲ့ဖယားတော့မှနေရာချန်ထားတယ်တလောက်ဖယားများတာအခန်းကျင်းနေကြတယ်တလောက်အများကြီးဘာဖြစ်လို့အလောက်အများကြီးထားလဲဩအရေးအကြောင်းတဖယားမဟုတ်တဖယားကဲအောင်ဒါနဲ့ကျွန်တော်မေးတယ်ခမရဖယားကိုယုံသလားယုံနေတဲ့ဒါဆိုခမရယုံနဲ့လောက်ရက်လားတယောက်ကိုမှစိတ်မချတဲ့အဖြစ်လားလို့စဉ်းစားအေးငါဘယ်သူမှသိစိတ်မချဘူးလောကမှာလူလေချစ်တော်ညီကိုမောင်တို့မှာဘယ်ဘာသာဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ဖြစ်ဘယ်အဖွဲ့ဖြစ်ဖြစ်ဘာကိုယ်ွယ်ဒီနေ့ကျွန်တော်ပြောချင်တယ်အသက်ရှင်တဲ့ဖယားရှိတယ်ခေါ်ကြည့်ပါစမ်းကြည့်ပါဖို့ဖယားရှင်တင့်ကိုအဖြစ်ပေးလိမ့်အဲ့ဒီဖယားကအသက်ရှင်နေတော့တင်ဖြစ်နေတဲ့ပြဿနာကိုလေသူသိတယ်သူစီလာဖို့သူချန်ထားတာသူစီလာဖို့ဒါကြောင့်မလို့ယုံဖို့မပြောဘူးကိုယ်တိုင်စမ်းကြည့်ကျွန်တော်ပြောလိုက်မယ်ကိုကိုးကွယ်နေတဲ့ဘာသာတွေနတ်တွေဖေးတွေနေလက္ခဏာတွေရေရရာတွေရှိရင်အရင်လောက်လိုက်ခဏနေဖျားလဲလှုပ်ဒါလဲလှုပ်ဟွာလဲလှုပ်ပြေးလဲသွားရင်အလုံးပေါင်းရှင်းတယ်ထင်နေဦးမယ်နော်အလုံးမလုံးနဲ့ရှင်းကိုကွယ်နေတဲ့ဖျားတွေနတ်တွေရေရရာတွေရှိလှုပ်လိုက်โอเคပြီဆိုရင်ဝမ်းသာတယ်အစဉ်ပြေပြီးတော့တကယ်လို့များအစဉ်မပြေရင်အသက်ရှင်တဲ့ဖယားရှိတယ်ခေါ်ကြည့်ဆက်ဆံတော့နေခေါ်ပေးပါမပြောနဲ့ကိုယ့်ကိုခေါ်သူသိတယ်ဥပမာပြောပြခလေးအမေရလေခလေးငွေအဲ့ခလေးအမေကခွဲတက်အဲ့ဒါနိုးစာလို့ငိုတာလားဘိုင်းနာလို့ငိုတာလားအမေသိတယ်သူခလေးလေသူသိတယ်ဒါဘိုင်းစာကမဟုတ်ဘူးတဲ့ဘိုင်းနာလားခလေးနဲ့အမေတောင်သိရင်လူနဲ့ဖယားဘာလို့မသိမလဲအစစ်ပြေတယ်လို့ပြောအဲ့ဒီဖယားသခင်သိတယ်ချက်တော်ညီကိုမောင်နှမဘာမှဟိုလူစီမာဒီလူစီမာတောင်းဖို့မလိုပါဘူးကိုဟာကိုပြောချင်ပါဒါနဲ့ကျွန်တော်လည်းတောင်းကြီးမှအဲ့တဲ့ကြားတော့မယုံပါဘူးကိုယ်တိုင်ဒုက္ခရောက်တော့မှစမ်းကြည့်မယုံဘူးနော်တချို့ကပြောတတ်တယ်ယုံကြည်နဲ့စမ်းတယ်ဆိုတာမယုံလို့ပေါ့ဘလို့ယုံကြည်နဲ့စမ်းမလဲစမ်းပါဆိုတာမှယုံမှတော့ဘာစမ်းစရာလိုသေးလဲမယုံလို့စမ်းတာအဲ့တော့ကျွန်တော်ကလည်းမယုံစမ်းကြည့်အသက်ရှင်တဲ့ဖယားကျွန်တော်ကမစားကျွန်တော်ကတော့ဒီလိုပြဿနာရှိသူများပြောလည်းမဖြစ်ဘူးတောင်ကြီးကခဏလာခဲ့တာအခုဒီလိုခက်ခဲရှိတယ်ဒါမလွယ်တော့ဘူးဒါကြောင့်ကျွန်တော်ကိုကူညီပါဆူတောင်းတာတော့မယုံပြေးလည်းမထည့်ဘူးတောင်းလည်းပြီးသွားရင်တရက်ကြောင့်ပြေးလည်းသွားဒါကြောင့်စဉ်းစားတယ်ဘယ်လိုလုပ်ပြေးလဲဒါကြီးမပြေးလဲတင်ဘူးနော်ဘယ်လိုလုပ်ပြေးလဲဒါနဲ့ခဏနေတော့ပြန်တရိယာမဖြစ်နိုင်ဒါတိုက်ဆိုင်တာနေမှာတောင်းလို့ရတာမဖြစ်နိုင်ဘူးတိုက်ဆိုင်တာဖြစ်မယုံတော့ဘူးနောက်တစ်ခါပြဿနာပြန်ဖြစ်ကောအဲ့ဒီကြတော့တစ်ခါပြန်တရိယာရောဟိုတစ်ခေါက်တော့ငါတောင်းကြည့်တယ်လေရသွားတယ်အခုလည်းတစ်ခါပြန်စမ်းကြည့်အောင်မယ်တစ်ခါပြန်စမ်းပြန်ဆုတောင်းကြည့်ပြန်ပြေးလေသွားရောဒီဖယားဟာအသက်ရှင်တယ်ဘသူဖြစ်ဖြစ်ဒုက္ခရောက်ရင်ခေါ်ကြည့်ပါထိုဖယားကတင့်ကိုကူညီပါလိမ့်မယ်မဆပါလိမ့်မယ်ကျွန်တော်ပြောနေတဲ့ဖယားကယေရှုဓာတ်ပုံမဟုတ်ဘူးနော်ဓာတ်ပုံမဟုတ်ဘူး
တချို့တွေဆူတောင်းမဲ့ဆိုဓာတ်ပုံလေးရှိလို့သွားအာယုံကသွင်းရသေးတယ်ပုံကိုတခါတည်းပုံကိုအာယုံသွင်းတာကောင်မလေးကဝင်လာအာယုံထဲမှာပြန်ထုတ်ရသေးတယ်ခမ ्या ကိုပြောတာမဟုတ်တိုက်ဆိုင်ခွန်းလို့တချို့တွေလည်းဟာလာပုံကိုအာယုံသွင်းနေတဲ့ကြွက်ကဖြတ်ပြီးအမလေးလန့်လိုက်တာနော်ဖယားအာယုံပြုတ်တရေကြောက်တာတပွဲရှိတယ်ဒါကြောင့်အခုချိန်မှာပထမတစ်ပိုင်းအနေနဲ့ကျွန်တော်ပြောချင်တယ်လက်တွေ့စမ်းကြည့်ဓာတ်ပုံမဟုတ်ဘူးလဝါကတိုင်လေးအဆောင်လုပ်ပြီးတော့မလို့ဘာမလို့စံတို့အခုတိလဝါကတိုင်ဘာအဆောင်မှယေရှုဓာတ်ပုံလေးပါဘာမရှိလက်တွေ့စမ်းကြည့်တယ်အဲ့ဘုရားခင်ခေါ်ရင်ထူးတယ်နေရာတကာမှာရှိတယ်ဒီဘုရားကိုလေဒီတောင်းမှနေမရဘူးသူ့ကိုလေနေရာတတ်မှတ်ပေးလို့မရဘူးသူကကျွန်တော်တို့ကိုနေရာပေးတာကျွန်တော်တို့ကသူ့ကိုနေရာတတ်မှတ်ပေးစရာမလိုဘူးရှစ်တော်ညီကိုမောင်နှမဖယားနေရာတကာသူ့နေရာပဲကျွန်တော်တို့ကသူ့ကိုနေရာတတ်မှတ်ပေးမလို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နေရာမပေးသူဘာမှသွားနေမလဲစဉ်းစားကြည့်မီဆိုအဲ့ဒီဖယားအရင်ပြေးကြရတာကဲစရာမလိုတဲ့ဖယားကျွန်တော်တို့ကိုကဲတဲ့ဖယားရှစ်တော်ညီကိုမောင်နှမလူတိုင်းကိုကဲတယ်တင့်ကိုစိတ်ဝင်စားတယ်နော်တင့်ကိုအဲ့ဖယားစိတ်ဝင်စားတယ်တင့်ကိုကြည်နေတယ်တင့်ကိုစိတ်ဝင်စားတဲ့ထဲထဲမှာစိတ်အဝင်စားဆုံးကအဲ့ဒီဖယားဖြစ်တယ်ဘာလို့မို့စိတ်ဝင်စားသိလားတင့်ကိုကဲခြင်းလို့ဖြစ်တယ်သင်ပေးအကျွေးပေးရမယ့်လူကလည်းတင့်ကိုစိတ်ဝင်စားတယ်မရမှာဆိုလို့အဲ့ဒါမရမှာဆိုလို့ဖယားမို့တင့်ကိုကဲခြင်းလို့စိတ်ဝင်စားတာဒါကြောင့်မလို့မျက်စိနဲ့မမြင်ရဘူးသူရှိတယ်ဘယ်မှာလဲသင်အနာမှာလိုက်ဆိုရအောင်တခင်ဖယားသည်အနီးပါ၌ရှိတော်မူ၏ဖယားကအနားမှာရှိတယ်တဲ့ဖိလိပ္ပိ 4:5 မှာဖယားကအနားမှာရှိတယ်ဒါကြောင့်မလို့ဓမ္မရှိတဲ့လူရဲ့အနားမှာဖယားရှိလားရှိတယ်ဖယားကအနားမှာရှိတယ်ဘာမှမဟုတ်နဲ့လက်တွေ့စံတပြုတ်လိုက်နှလုံးသားထဲမှာသင်ဘာခက်ခဲရှိနေလဲဘာပြဿနာရှိနေလဲလက်တွေ့အခုစမ်းကြည့်လိုက်ဖယားကသင်ကို